consistency destroy ego consistent ဖြစ်တာကျမတို့အရှင်ဟုန်ပြင်းပြင်းနဲ့ငါဘယ်လိုလုပ်မလဲဘာတွေလုပ်မလဲ ideas တွေဘယ်လိုရှိတယ်ဆိုတဲ့အရာကတကယ်ပါမှာမဟုတ်ဘူးတကယ်ပါလေ consistent ဖြစ်တာတကယ်တန်ကိုကဒီလို abundant တွေကို manifest လုပ်တယ်ဆိုတဲ့အခါမှာကျမတို့ထိုင်ရွတ်နေတာနဲ့မပြီးဘူး which is good ထိုင်ရွတ်တာလည်းကောင်းတယ်နော်မကောင်းလို့ပြောတာမဟုတ်ဘူး consistent ဖြစ်ဖို့လို့ကိုလုပ်တဲ့ action တွေကိုသွားနေတဲ့အရာတွေကိုပြောနေတဲ့အရာတွေတောင်မှhas to be consistent တော်တော်များများ quick result ကိုလိုချင်တယ်ပထမဆုံးကျွန်မရှိလာ join လို့ဆိုပြချင် result ကဘာမှ result ကဘာမှလဲ quick result လိုချင်တယ် validation လိုချင်တယ်ချက်ချင်းလက်ငင်းရတာကိုလိုချင်တယ်ဘာလဲအဲ့ဒါအကုန်လုံးက ego the ego wants excitement quick result မြန်လိုချင်တယ် validation လူတွေရဲ့အတိအမှတ်ပြုမှုလူတွေရဲ့ approval ကိုလိုချင်တယ်တကယ်ကျမတို့ soul ကဘာလိုချင်လဲဆိုဖြည်းဖြည်းအေးလေးနဲ့ဥတီချက်ရှိနဲ့သွားတာမျိုးကိုလိုချင်တယ်မလုပ်ချင်တဲ့အချိန်တိုင်းမှာလှုပ်လိုက်တာက you show up every time you show up especially when you don't feel like it you remind the universe that your purpose is stronger than your mood မလုပ်ချင်တဲ့အချိန်တိုင်းမှာဘာပဲဖြစ်ဟာငါလှုပ်လိုက်မယ်ငါမှအဲ့ဒီ consistent ဖြစ်ရမယ်လို့လှုပ်လိုက်တိုင်းမှာ creator universe ကိုဘယ်လိုမျိုး message ပို့လိုက်လဲဆိုတော့ငါရဲ့ရည်ရွယ်ချက်ကငါစိတ်အတက်အကျထက်ပိုပြီးတော့ strong ဖြစ်တယ်ငါရဲ့ purpose ငါရဲ့ဆန္ဒကအဲ့ဒီငါရဲ့စိတ်အတက်အကျထက်ပိုပြီးတော့တန်ပါတယ်ပိုပြီးတော့ strong ဖြစ်တယ် then အဲ့ဒီအရာမျိုးကတဖြည်းဖြည်းနဲ့ကျမတို့က repetition ဖြစ်သွားမယ် consistent ဖြစ်သွားမယ်ဆိုတဲ့အခါကျရင် you will see the miracle you're going to manifest the abundance